ပြီးခဲ့တဲ့ဘဝကမင်္ဂလာဆောင်နေ့မှာသူတို့သမီးဘက်ကရုံမာခဲ့ကြတယ်တကားပိတ်ပြီးတယောက်ကိုရွှန်2000စီတောင်းတဲ့အပြင်တင်တောင်းငွေကိုလည်းရုတ်တရက်ပို့တောင်းခဲ့တယ်လီရှိခိုင်ညှင်းဆန်တဲ့အခါမရိမှုနဲ့မတရားဆွဲပြီးထောင်ထဲပို့ခဲ့ကြတယ်မိဘတွေဟာဖိအားမခံနိုင်ပဲကိုတေချောင်းကြံစီသွားတယ်လို့သူလဲထောင်ထဲမှာပဲစိတ်တက်ကြပြီးတေဆုံးခဲ့ရတယ်အခုတော့ဖျားသခင်ကဒုတိယအကြိမ်အခွင့်အရေးထပ်ပေးလိုက်ပြီးသူအရင်လိုအမှားမျိုးထပ်မမားတော့ဘူးလို့ဆုံးဖြတ်ထားတယ်မင်္ဂလာဆောင်တဲ့နေ့မှာသူတို့သမီးဘက်ကအရင်တိုင်းလူ12ယောက်အတွက်ရွှန်2400ထပ်တောင်းပြန်တယ်သူတို့ကပတ်စံအကုန်မရရင်တကားမဖွင့်ဘူးလို့ချိန်ချောက်နေကြတယ်အရင်ဘဝတုန်းကတော့သူ့အမေကဆွေမျိုးတွေစီကနေပတ်စံလိုက်ချေးပြီးပေးခဲ့ပေမဲ့ရလက်ကတော့ဘဝပြက်ခဲ့ရတာပဲအခုတစ်ချိန်မှာတော့သူတို့အားလုံးကိုနောက်တရားစီရမယ်လို့ရှိခိုင်တွေးနေတယ်တစ်ဖက်မှာလည်းသူတို့သမီးနဲ့သူမမိသားစုကရှိခိုင်ကိုနိုင်စားဖို့ငွေညစ်ဖို့နဲ့ဒီအိမ်ရဲ့တခင်ကဘသူလဲဆိုတာသိအောင်လုပ်ဖို့အခန်းထဲမှာတိတ်တဆိတ်အကြံစီကြီးကြံစီနေကြတော့မယ်တငယ်ချင်းတွေကတားနေတဲ့ကြားကရှိခိုင်ကအေးစစ်စစ်ပဲဖုံးထုတ်ပြီးတယောက်ကိုရွှန်2000စီစက်ကင်ဖက်လွှဲပေးလိုက်တယ်အားလုံးကသူ့အဖေရဲ့ခွဲစိတ်ကူတာစေးတွေကိုမင်္ဂလာဆောင်အတွက်ယူယူမိုက်မိုက်သုံးပစ်တယ်လို့ထင်နေကြတာတကယ်တော့ပြီးခဲ့တဲ့ဘဝထောင်ထဲမှာသူဥပဒေပညာနှက်ဆက်အောင်တင်ခဲ့ပြီးရွှန်2000ဆိုတာငွေညစ်မှုမြောက်ပြီးထောင်ထဲပို့ဖို့ကွက်တီပဲဆိုတာသူသိနေတယ်တကားပွင့်သွားပေမဲ့ချက်ချင်းပဲအခန်းထဲကထွက်ခွာခြင်းဆိုပြီးရွှန်3သိန်းထပ်တောင်းကြပြန်တယ်မပေးရင်မင်္ဂလာပွဲဖြတ်မယ်လို့ချိန်ချောက်လာတယ်ရှိခိုင်ကသူ့အဖေနောက်လာခွဲစိတ်ရမှာကိုပြောပြပေမဲ့သူတို့သမီးလျံမုံကတော့မင်းဖေကိစ္စငါနဲ့ပါဆိုင်လဲလို့ပြက်ပြက်တတစိတ်မရှိစွာတုံ့ပြန်ခဲ့တယ်ဘေးလူတွေတားနေပေမဲ့ရှိခိုင်ကပြုံးပြုံးလေးပဲရွှန်3သိန်းထပ်လွှဲပေးလိုက်တယ်သူတို့သမီးဘက်ကလူတွေပြောနေကြတော့မှရှိခိုင်ကတော့စိတ်ထဲကနေတွက်ချက်နေပြီးရွှန်2000ဆိုထောင်ဒဏ်3နှစ်အခုရွှန်3သိန်းဆိုရင်တော့3နှစ်ကနေ10နှစ်အထိပြစ်ဒဏ်ကြီးသွားပြီလောဘဇောတိုက်ပြီးယူလိုက်ကြတဲ့အဲ့ဒီငွေတွေကသူတို့ကိုငရဲခန်းစီပို့ဆောင်မဲ့လက်မှတ်တွေဖြစ်လာတော့မယ်ကားနာရောက်တော့မှတမျိုးစမ်းပြီးအော်ဒါပြန်တယ်ကားပေါ်တက်ခါဆိုပြီးရွှန်9သိန်းထပ်တောင်းတာပတ်စံမရှိရင်ကားပေါ်မတက်နဲ့တဲ့ရှိခိုင်ရဲ့အဖေနောက်လာခွဲစိတ်ရတော့မှမူမိသားစုမှာပတ်စံမရှိတော့ဘူးလို့ဝိုင်းပြောပေးကြပေမဲ့သူတို့သမီးလျံမုံကတော့သူ့အဖေတေတာရှင်တာငါနဲ့ပါဆိုင်လဲရွှန်9သိန်းမရရင်မင်္ဂလာမဆောင်ဘူးလို့အရှက်မရှိအော်ဟစ်တော့တယ်ဒီတခါတော့ရှိခိုင်သီးမခံတော့ဘူးအရင်ဘဝကအညိုးတွေနဲ့အတူဖုံးထုတ်ပြီးရဲစခန်းကိုတိုက်ရိုက်ဖုံးဆက်လိုက်တယ်တယောက်ကသူ့ကိုငွေညစ်နေပါတယ်ဆိုပြီးတိုင်တန်းပစ်လိုက်တာလျံမုံကတော့ယူနေလားဆိုပြီးဒါတွေကဒေတာရိုးရဒလိထုံးနှံမဲလို့စင်ကြေပေးပြီးရှိခိုင်ကိုယောက်ျားမဟုတ်ဘူးလို့အထိစော်ကားကြတယ်မင်းရဲတိုင်ရဲတယ်ပေါ့လီရှိခိုင်စောင့်နေလိုက်ငါ့ကိုတရားစွဲရဲရင်မင်းဘဝကိုဘယ်တော့မှအေးချမ်းမှုမရှိစေရဘူးသူတို့သမီးမိသားစုကဒေါသတကြီးနဲ့ချင်းချောက်နေတော့မှပဲရဲကားအော်တန်တွေကအိမ်ရှိကိုတဖြည်းဖြည်းနီးကပ်လာနေပြီရဲတွေရောက်လာတော့ရှိခိုင်ကသူကိုယ်တိုင်တိုင်တာဖြစ်ကြောင်းချက်ချင်းအာမခံလိုက်တယ်တကားပိတ်ခရွှန်2400ထွက်ခွာကြီးရွှန်3သိန်းနဲ့ကားပေါ်တက်ခရွှန်9သိန်းငွေညစ်ခံရတဲ့အထောက်အထားတွေကိုဖုန်းထဲကနေထုတ်ပြလိုက်တယ်ရောင်းမဖြစ်သူကဒါဟာရိုးရဒလေးပါလို့ညင်းပေမဲ့ရှိခိုင်ရဲ့တငယ်ချင်းတွေကတက်တေဖြစ်ဝိုင်းထွက်ဆိုပေးကြတယ်အခြေအနေမဟန်တော့မှန်းသိသွားတဲ့သူတို့သမီးလျံမုံကရှိခိုင်ကိုမရိမှုနဲ့တရားစွဲမယ်လို့ရုတ်တရက်အော်ဟစ်ဆွဆွဲတော့တယ်ဒါတင်မကသေးပဲအဝိပလာတပ်ပုံတွေနဲ့ချင်းချောက်ခံရပါတယ်လို့ပါထပ်လိမ်ပြန်တယ်ဒါပေမဲ့ရှိခိုင်ကတော့အေးဆေးပဲပြီးခဲ့တဲ့2နှစ်စာချက်တင်မှတ်တမ်းတွေငွေလွှဲဖြတ်ပိုင်းတွေကိုရဲလက်ထဲအပ်လိုက်တယ်သူတို့ဟာပုံမှန်ချစ်သူတွေဖြစ်ပြီးဘာမရိမှုမှမရှိခဲ့ကြောင်းတက်တေကခိုင်မှာအထောက်ထားရှိလားဘယ်တော့မှချင်းချောက်ခဲ့တာလဲရှိခိုင်ရဲ့အမေကြောင့်လျံမုံတို့အားလုံးစွန့်သွားတယ်နောက်ဆုံးတော့ရဲရရှိကအားလုံးကိုရဲစခန်းလိုက်ခဲ့ဖို့အမိန့်ပေးလိုက်တော့တယ်စိတ်မကောင်းဖြစ်နေတဲ့အမေဖြစ်သူကိုလည်းဥပဒေကတရားမျှတမှုပေးမှမို့စိတ်ချလက်ချအိမ်ပြန်ဆောင်နေဖို့ရှိခိုင်ကပြောရင်းရဲကားပေါ်တက်သွားခဲ့တယ်ရဲစခန်းရောက်တော့လျံမုံကလွန်ခဲ့တဲ့ညကလီရှိခိုင်သူ့အိမ်ကိုပစ္စည်းလာပို့ရင်းအတင်းအဓမ္မပြုကျင့်ခဲ့တာလို့ထပ်လိမ်နေရဲရရှိကအချိန်နေရာကအစဒဏ်ရာအထောက်ထားရှိမရှိစကားတင်ပြီးတော့သူမကြောင်ကရမ်းနဲ့ဘာမှမဖြေနိုင်တော့ဘူးရဲတိုင်ရဲတဲ့ရှိခိုင်ကိုမကျေနပ်လို့မရိမှုနဲ့အကွက်စင်တာကိုရဲကရိပ်မိသွားတယ်လူတယောက်ကိုမဟုတ်မမှန်ဆွဆွဲရင်ထောင်ဒဏ်3နှစ်အထိကြာခံရနိုင်တယ်ရဲရဲ့တတိပေးစကားကြောင့်လျံမုံတုံလောက်သွားတယ်ရောင်းမဖြစ်သူကိုမေးမြန်းတဲ့အချိန်မှာတော့ဒါဒေတာရိုးရတလေးပဲလီရှိခိုင်ချက်ချင်းပေးရင်ပြီးနေပြီလို့မိုက်မိုက်ကန်ကန်ညင်းပြန်တယ်ရဲရရှိကဒါဟာသူတို့သမီးရဲ့လွတ်လပ်ခွင့်ကိုတဆခံလုပ်ပြီးငွေညစ်တာလို့ပြက်ပြက်တတပြောချလိုက်တယ်သူတို့ညစ်ခဲ့တဲ့စုစုပေါင်းရွှန်6သိန်း2400ဟာပမာဏအလွန်များပြားတဲ့အတွက်ထောင်ဒဏ်3နှစ်ကနေ10နှစ်အထိကြာခံရမယ်ရာဇဝတ်မှုပဲစိတ်လိုလက်ရပေးတာပါလို့သူတို့ဝိုင်းညင်းကြပေမဲ့ရဲကတော့အခင်းဖြစ်ပွားရနေရာကစောင့်ကြည့်ကင်မရာနဲ့အတန်သွင်းမှတ်တမ်းတွေအားလုံးကိုစစ်ဆေးပြီးလို့မိတ်ဆိုလိုက်တဲ့အခါရောင်းမဖြစ်သူကမျက်နှာပြက်ပြီးစကားအိမ်သွားကြတော့တယ်ရဲရရှိကလျံမုံရဲ့ကောလိပ်တငယ်ချင်းဖြစ်သူအသက်26နှစ်အရွယ်ကျိုးယူထုံကိုစစ်ဆေးမေးမြန်းတော့တယ်တငယ်ချင်းဖြစ်သူကရှိခိုင်တို့2နှစ်တာတွဲခဲ့တဲ့တမိုင်းကြောင်းတွေရှိခိုင်ကလာစာကပ်ပါအပ်ထားတဲ့အထိလျံမုံအပေါ်ဘလောက်ကောင်းခဲ့ကြောင်းအမှန်တိုင်းဖွင့်ချလိုက်တော့တယ်ဘာအကြမ်းဖက်မှုမရိမှုမှမရှိခဲ့ပဲအားလုံးဟာလောက်ကျန်ချက်တွေသာဖြစ်တယ်ဆိုတာကျိုးယူထုံရဲ့ထွက်ဆိုချက်ကြောင့်ပေါ်လွင်သွားတယ်တကားပိတ်ခရွှန်2400နဲ့ကားပေါ်တက်ခရွှန်9သိန်းကိုရောင်းမဖြစ်သူကတတ်မှတ်ပြီးငွေညစ်ခဲ့တာလျံမုံကိုယ်တိုင်လည်းတိတိကြီးနဲ့အားပေးအားမြောက်လုပ်ခဲ့တာလို့ကျိုးယူထုံကအသေးစိတ်တက်တည်ထွက်ဆိုပေးလိုက်တယ်ရဲရှိမှာထွက်ဆိုချက်လက်မှတ်ထိုးပြီးထွက်လာတဲ့ကျိုးယူထုံကိုလျံမုံကဒေါသတကြီးနဲ့ရန်တွေ့တော့တယ်အခင်းဆုံးတငယ်ချင်းကအပြင်လူဘက်ကရက်တီပေးရမလားလို့ဆွဆွဲတဲ့အခါကျိုးယူထုံကမင်းပြမှုကျူးလွန်နေတာကိုမကြည့်ရလို့ပါလို့ပြန်ပြောတယ်သူကခံထိုက်လို့ပေါ့ဘသူကသူ့ကိုစစ်ဆက်ပွဲဖြတ်ခိုင်းလဲလျံမုံတယောက်ရဲစခန်းထဲမှာပဲထိမရအောင်ထအော်တော့တယ်ဒီလိုစီကမ်းမဲ့စုညံနေမှုကြောင့်ရဲရရှိကရဲစခန်းကဈေးဘက်မဟုတ်ဘူးလို့ပြက်ပြက်တတအော်ဟစ်တတိပေးလိုက်ပြီးငြိမ်ချသွားစေတော့တယ်ရဲရရှိကအတန်သွင်းမှတ်တမ်းတွေနဲ့တက်တေထွက်ဆိုချက်တွေအပါအဝင်လိုအပ်တဲ့တက်တေအားလုံးကိုစုဆောင်းပြီးဖြစ်လို့အမှုထပ်မံစစ်ဖို့အားလုံးကိုအိမ်ပြန်ခိုင်းလိုက်တယ်ဖုန်းတွေဖွင့်ထားဖို့နဲ့အချိန်မရွေးပြန်ခေါ်မယ်လို့တတိပေးလိုက်တော့ရောင်းမဖြစ်သူလဲရှက်ရှက်နဲ့အမြန်ပြန်ဖို့အဖို့ဆက်တော့တယ်အိမ်ပြန်ရောက်တော့အမေဖြစ်သူကအမျိုးသားဖြစ်သူရဲ့ခွဲစိတ်ကူတာစရိတ်ရွန်3သိန်းကုန်သွားပြီးမို့ရင်ထုမကရဖြစ်နေရှာတယ်ရှိခိုင်ကတော့အမေကိုစိတ်အေးအေးထားဖို့အားပေးပြီးအခုဘဝမှာမိဘတွေကိုဘယ်တော့မှအနစ်နာမခံတော့ဘူးလို့ကတိပေးလိုက်တယ်ပြီးခဲ့တဲ့ဘဝကဆွေမျိုးတွေစီလိုက်ချေးပြီးနောက်ဆုံးတိုက်ပေါ်ကခုံချတေချောင်းကြံခဲ့ရတဲ့အမေရဲ့ကံကြမ္မာဆိုးကိုပြောင်းလဲပစ်ဖို့သူဆုံးဖြတ်ထားပြီးသားရဲတွေအမှုတရားဝင်မဖွင့်သေးတာကိုအခွင့်ကောင်းယူပြီးတစ်ဖက်လူတွေအလွယ်တကူလက်လျှော့မှာမဟုတ်ဘူးဆိုတာကိုလည်းသူရိပ်မိနေတယ်တစ်ဖက်မှာတော့လျံမုံရဲ့ဖခင်ဖြစ်သူကအိမ်ရောက်တာနဲ့ပြဿနာရှာတဲ့သမီးဖြစ်သူကိုရိုက်နှက်ပြီးချွေးမဖြစ်သူရောင်းမကိုပါဝိုင်းဆဲတော့တယ်
ကားပေါ်တက်ခါရွှန်9သိန်းတောင်းရအောင်လီမီသားစုကဗန်ဖွင့်ထားတာမှတ်နေလားသမီးကိုတရခန်ကုံပေါ်ပို့လိုက်တာမင်္ဂလာပွဲလားလို့ဒေါသတကြီးအော်ဟစ်တယ်ဒါပေမဲ့လျံမုံရဲ့မောင်ကတော့အမားကိုမသိပဲလီရှိခိုင်ကစစ်ဆက်ပွဲအရင်ဖြတ်ပြီးရဲတိုင်ခဲ့တာမို့သူတို့ဘက်ကသာနစ်နာသူဖြစ်တယ်လို့ဒေါသတကြီးနဲ့ပြန်လဲအော်ဟစ်ညှင်းဆန်နေတော့တယ်လျံမုံရဲ့မိခင်ကသမီးကိုရှိခိုင်စီတွားတောင်းပန်ပြီးအမှုပိတ်ခိုင်းဖို့လိုအပ်ရင်ရောချင်းနှစပေးဖို့ပြောပေမဲ့မောင်ဖြစ်သူကတော့ကောင်းမမာနဲ့ညှင်းဆန်တယ်တောင်းပန်မဲ့စာထောင်မဲအကြခံမယ်ဆိုပြီးရှိခိုင်တို့ရက်ွက်ထဲသွားကတိတ်ခါချဖိအားပေးဖို့အကြံရုပ်ထုတ်တော်တယ်နောက်တစ်နေ့မှာလျံမုံနဲ့ရောင်းမဖြစ်သူဟာရှိခိုင်တို့အိမ်ရှိကိုရောက်လာပြီးလူအများရှိမှာအော်ဟစ်ငိုယိုကပြဿနာရှာကြတယ်ရှိခိုင်ကလူလိမ့်နှစ်လုံးကစားပြီးမှပြစ်သွားတာမင်္ဂလာဆောင်နေ့မှာတက်တက်မဲ့ရဲတိုင်ပြီးအကွက်စင်တာဆိုပြီးအိမ်နီးနားချင်းတွေကိုဝိုင်းအော်ပြောတော့တယ်အမှန်တရားမသိတဲ့အိမ်နီးနားချင်းအချို့ကသူတို့သမီးကိုတနာစရာလို့ထင်နေကြတော့အတော်ဖြစ်သူကလာတာပေမဲ့ရောင်းမကဆက်ပြီးရိုင်းဆိုင်ချင်းချောင်းနေတော့မယ်အဲ့ဒီအချိန်မှာပဲရှိခိုင်ကထွက်လာပြီးဖုန်းထဲကအတန်သွင်းမှတ်တမ်းကိုလူအများရှိမှဖွင့်ချလိုက်တယ်ကားပေါ်တက်ခရွှန်9သိန်းမပေးရင်လူမခေါ်ရဘူးဆိုတဲ့မောင်ဖြစ်သူရဲ့ငွေညစ်တန်တဲ့ရှင်အဖေခွဲစိတ်ရတာငါနဲ့မဆိုင်ဘူးဆိုတဲ့ရံမုံရဲ့ရက်ဆက်တဲ့အတန်တွေတရက်ကွက်လုံးဟိန်းသွားတယ်အတန်သွင်းမှတ်တမ်းကြောင့်အိမ်နီးနားချင်းတွေအကုန်မျက်လုံးပြူကုန်ကြတယ်စောစောကတနာစရာသူတို့သမီးလေးကနေအခုတော့ဓမြတိုက်ပတ်ဆက်လုံးနဲ့မိမကြီးဖြစ်သွားတာမို့အားလုံးကရံမုံတို့မိသားစုကိုဝိုင်းဝန်းခဲ့ရဲ့ရှုတ်ချကြတော့တယ်အတန်သွင်းမှတ်တမ်းပေါက်ကြားသွားတော့မှရောင်းမဖြစ်သူကမင်္ဂလာဆောင်နောက်ပြောင်ကြည်စင်မှုပါဆိုပြီးစင်ချေပန်းခင်းတယ်ဒါပေမဲ့လူနာအသက်ကယ်ဆယ်ရေးပတ်စံကိုနောက်ပြောင်စရာလုပ်လို့အိမ်နီးနားချင်းတွေကပိုယွန်ရှာပြီးကဲရဲကြတော့တယ်ရှိခိုင်ကဝစ်ကြည်တန်းကြည်မလုပ်ပဲရဲစခန်းကိုဖုံးထက်ဆက်ပြီးလူစုလူဝေးနဲ့အမှုပိတ်ဖို့လာဖီအားပေးနေကြောင်းထပ်တိုင်လိုက်ရလျံမုံတို့တတိုက်ကြောက်လန့်တကြားနဲ့ထွက်ပြေးကြရတယ်အိမ်နီးနားချင်းတွေကလောဘကြီးတဲ့မိသားစုကြောင့်ပွဲပြက်ရတာလို့ဂယုဏတက်နေကြစဉ်ရှိခိုင်ကတော့အေးဆေးပဲလျံမုံတို့လာပြဿနာရှာတာဟာဥပဒေကြောင့်အရာပြစ်ဒဏ်ကိုပိုတိုးစေတဲ့တက်တွေဖြစ်သွားမှန်းသူတို့မသိကြဘူးစိုးရိမ်နေတဲ့အမေဖြစ်သူကိုပတ်စံလဲပြန်ရမယ်သူတို့လည်းထောင်ကြရမယ်လို့အားပေးပြီးနောက်နေ့မှာရှေ့နေရှန်နဲ့တွားတွေ့တယ်ရှေ့နေရှန်ကအချက်လက်တွေကိုစစ်ဆေးပြီးတကားပိတ်ခရွှန်း2000စီကိုတိတိကျကျ12ကြိမ်လွှဲခဲ့တာဟာတမင်တက်ရွေချက်ရှိငွေညှစ်မှုမြောက်အောင်ထောင်ချောက်ဆင်ခဲ့တာလားလို့မေးတယ်ရှိခိုင်ကအဖေရဲ့အစာအိမ်ကင်ဆာခွဲစိတ်စရိတ်ကိုအမေကဆွေမျိုးတွေစီလိုက်ချေးခဲ့ရတာမို့ဥပဒေအရအကာအကွယ်ရအောင်တက်တည်စုခဲ့တာလို့ရှင်းပြတယ်ရှေ့နေကအမှုနိုင်မှရှေ့နေခတ်ယူမယ်လို့ကတိပေးရင်ရွှန်9သိန်းကိုဘာလို့ထပ်မပေးတော့ပဲရဲတိုင်တာလဲလို့မေးတဲ့အခါရှိခိုင်ကအတိတ်ပဲပါပြုံးလိုက်တယ်သူတို့ကိုပြင်းထန်တဲ့ပြစ်ဒဏ်ကြခံစေခြင်းရင်ပတ်စံကိုလုံလောက်အောင်ပေးမှဖြစ်မှာမို့လို့ပါဒီတခါတော့ရှိခိုင်ရဲ့ကွက်ကြော်ရိုက်မှုအောက်မှာသူတို့သမီးမိသားစုတစုလုံးထောင်ထဲခြေစုံပြစ်ဝင်ရတော့မယ်ရှိခိုင်ဟာအမှုကိုအနိုင်ရပြီးဖခင်ဖြစ်သူရဲ့ခွဲစိတ်စရိတ်ကိုပြန်ယူဖို့ပဲစိတ်ထဲထားတော့တယ်အခန်းချင်းလေးကနေမိသားစုကိုခေါ်ထုတ်နိုင်မဲ့မြို့ပြအလုပ်ကိုင်အတွက်ဗီဒီယိုအတူပလက်ဖောင်းတစ်ခုကအနာဂတ်အခွင့်အရေးဆိုတာသူကြုံမြင်နေတယ်ရဲဗျူရိုကတက်သေးတွေကိုတေချာစစ်ဆေးပြီးနောက်မှာတော့လျံမုံရဲ့ရောင်းမဖြစ်သူကိုငွေညှစ်မှုနဲ့တရားဝင်ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့လျံမုံကိုလည်းမဟုတ်မမှန်ဆွဆွဲမှုနဲ့တရားဝင်အမှုဖွင့်လိုက်ပြီးဖြစ်ကြောင်းအကြောင်းကြားစာထုတ်လိုက်တယ်ရဲတွေကညှစ်ခံရတဲ့ငွေတွေကိုတရားရုံးစီရင်ချက်ပြီးပြန်ရမှာမို့အဖေခွဲစိတ်စရိတ်အတွက်စိတ်မပူဖို့အားပေးတဲ့အခါရှိခိုင်ရဲ့အမေကတော့ဝမ်းသာမျက်ရည်ကျရရှာတယ်တစ်ဖက်မှာတော့ရဲတွေကဖမ်းဝရမ်းပြပြီးဖမ်းတဲ့အချိန်မှာရောင်းမဖြစ်သူကဒါရိုးရာတလေးပဲငါဥပဒေမချိုးဖောက်ဘူးလို့ရုံးကန်အော်ဟစ်နေတော့တယ်လျံမုံကိုလည်းအမှုဖွင့်ထားလို့စင့်ခေါ်ရင်လာဖို့တတိပေးလိုက်တယ်မိခင်ဖြစ်သူကသမီးမှာအပြစ်မရှိဘူးလို့လိုက်လံတာစီပေမဲ့ရဲတွေကတာဝန်ဝတ္တရားနှောက်ယှက်ရင်အရေးယူမယ်လို့ပြက်ပြက်တတတတိပေးလိုက်တယ်မင်းမဲငါ့ကိုဒုက္ခပေးခဲ့တာလို့မှတ်ထားလိုက်ပါရဲကားပေါ်ပါသွားတဲ့အချိန်မှာတော့ရောင်းမဖြစ်သူကလျံမုံကိုဒေါသတကြီးနဲ့အော်ဟစ်ကျိန်ဆဲပြီးသူတို့အချင်းချင်းအဝတ်ပြုံးဆွဲကွဲကြရတော့တယ်လျံမုံရဲ့မိခင်ဟာသမီးဖြစ်သူရှိခိုင်စီသွားပြီးအမှုပိတ်ပေးဖို့ဒူးထောက်တောင်းပန်ခိုင်းကငွေကိုတနာခံတော့တယ်မသွားရင်သူမကိုယ်တိုင်သွားပြီးဒူးထောက်မယ်လို့ချိန်ချောက်တယ်ဖခင်ဖြစ်သူကတော့မျိုးဆက်အဆက်ဆက်တိတ်ခါရှိခဲ့တဲ့မိသားစုကိုထောင်ထဲပို့ရမလားဆိုပြီးဒေါသတကြီးနဲ့သမီးဖြစ်သူကိုရိုက်နှက်ဆုံးမရှာတဲ့တစ်ဖက်မှာလည်းထောင်ထဲရောက်နေတဲ့ရောင်းမဖြစ်သူဟာလူမဆန်တဲ့ထောင်ချင်းကန်းနဲ့မနေချင်ဘူးဆိုပြီးငွေယိုအော်ဟစ်နေတယ်ရှေ့နေကတော့ငွေညစ်တဲ့ပမာဏများလွန်းလို့အနည်းဆုံးထောင်ဒဏ်3နှစ်ကြာမှဖြစ်ကအပြစ်ဝင်ခံပြီးရော်ကြီးပြန်ပေးဖို့ပဲလမ်းရှိတော့တယ်လို့တတိပေးတယ်ရောင်းမဖြစ်သူကညှစ်ထားတဲ့ပတ်စံတွေအကုန်လျံမုံလက်ထဲရှိတာမို့လျံမုံကိုပဲအကုန်ပြန်ပေးခိုင်းတော့တယ်နောက်ဆုံးတော့တရားခွင်ဖွင့်လှစ်လိုက်ပြီးရှေ့နေရှန်ကလျံမုံရဲ့မဟုတ်မမှန်ဆွဆွဲမှုနဲ့ရောင်းမဖြစ်သူရဲ့ငွေညစ်မှုတို့ပေါ်တရားစွဲဆိုချက်တွေကိုပြက်ပြက်တတတင်ပြလိုက်တယ်တရားသူကြီးကမေးမြန်းတဲ့အခါလျံမုံကမဟုတ်မမှန်ဆွဆွဲချက်ကိုဝန်ခံပေမဲ့ရှိခိုင်ကစစ်ဆက်ပွဲအရင်ဖြတ်လို့ဒေါသထွက်ပြီးလုံးမိတာပါလို့စင်ကြေပေးပြန်တယ်ရှေ့နေရှန်ကတော့လုံးဝအရှုံးမပေးဘဲမျက်နှာသေးနဲ့ပြန်ချေပလိုက်တယ်မင်းရဲ့စကားတခွန်းကြောင့်အပြစ်မဲ့သူတယောက်10နှစ်တောင်ထောင်ကျနိုင်တာစိတ်လိုက်မှန်ပါလုံးမိတာပါဆိုပြီးအလွယ်တကူစင်ကြေပေးလို့မရဘူးတရားခွင်တစ်ခုလုံးတိတ်ဆိတ်သွားပြီးလျံမုံတယောက်မျက်နှာဖြူဆုပ်ကတုံးလုံးသွားတော့တယ်တရားသူကြီးကရောင်းမဖြစ်သူကိုငွေညှစ်မှုနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါသူမကလျံမုံခိုင်းလို့လုပ်ရတာပါဆိုပြီးအပုတ်ချတော့တယ်လျံမုံကမင်းကိုယ်တိုင်လောဘတက်ပြီးတောင်းခဲ့တာလို့ပြန်អော်ပေမဲ့ရောင်းမဖြစ်သူကလျံမုံကိုယ်တိုင်လည်းသဘောတူပြီးသူ့အဖေခွဲစိတ်ရတာငါနဲ့မဆိုင်ဘူးလို့ပြောခဲ့တဲ့စကားတွေကိုတရားခွင်မှာအကုန်ဖွင့်ချလိုက်တယ်သူတို့နှစ်ယောက်တရားရုံးနဲ့အချင်းချင်းအပြစ်ပုံချပြီးစူညံနေလို့တရားသူကြီးကတရားရုံးစော်ကားမှုနဲ့အရေးယူမယ်လို့တတိပေးလိုက်ရတယ်ရှေ့နေရှန်ကတော့ဒါဟာနှစ်ယောက်လုံးပူးပေါင်းကြံစည်မှုဖြစ်တာထင်ရှားကြောင်းတင်ပြခဲ့တယ်နောက်ဆုံးမှာတော့တရားသူကြီးကပြတ်သားတဲ့စီရင်ချက်ကိုချမှတ်လိုက်ပြီးလျံမုံရဲ့ရောင်းမဖြစ်သူကိုငွေညှစ်မှုနဲ့ထောင်ဒဏ်9နှစ်အပြင်ယွန်း3သိန်းတန်ငွေဆောင်မှုအမိန့်ချလိုက်တော့တယ်ရောင်းမဖြစ်သူကငိုယိုတောင်းပန်ပေမဲ့တရားသူကြီးကတော့တရားခွင်ကိုရုပ်သိမ်းလိုက်တယ်မင်းငါဘဝကိုဖျက်ဆီးတာတေချင်းစိုးနဲ့တေးပါစေရဲတွေဖမ်းခေါ်သွားတဲ့အချိန်မှာရောင်းမဖြစ်သူကလျံမုံကိုနာနာကြီးကြီးနဲ့ကျိန်ဆဲသွားတော့တယ်မိခင်ဖြစ်သူလည်းသမီးကိုတေချာမဆုံးမခဲ့မိလို့ရင်ထုမနာတောင်းပန်ရင်ငိုကြွေးကြံရစ်ခဲ့တယ်တရားရုံးအပြင်ဘက်ကိုရှောက်လန်းလာတဲ့ရှိခိုင်ကတော့ကောင်းကင်ကြီးကိုမော့ကြည့်ရင်ပြုံးလိုက်မိတယ်အရင်ဘဝကသူ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူတွေကိုအခုဘဝမှာတော့ဥပဒေနဲ့အညီတွေးကြွေးဆက်ပြီးတရားမျှတမှုကိုအပြည့်အဝပြန်လည်ရယူနိုင်ခဲ့ပြီတရားရုံးအပြင်မှာသတင်းထောက်တွေကရှိခိုင်ကိုဝိုင်းမိကြတယ်။ online ပေါ်မှာသူ့ကိုတမင်ထောင်ချောက်ဆင်ပြီးရဲတိုင်တာလို့ဝေဖန်နေကြတဲ့အပေါ်ဘယ်လိုထင်လဲတဲ့။ရှိခိုင်ကအေးအေးဆေးဆေးပဲပြက်ပြက်တသားပြန်ချေပလိုက်တယ်။တင်တောင်းငွေယွမ်3သိန်း8တောင်းတကားပိတ်ခတ်နဲ့ထွက်ခွာကြေးတွေထိပေးခဲ့တာကိုမှထောင်ချောက်လို့ပြောရင်ဘယ်မင်္ဂလာပွဲကပုံမှန်ဖြစ်မှာလဲ။မင်္ဂလာဆောင်တာအယောင်းဝယ်မဟုတ်ဘူး
ဒီနေ့ကျွန်တော်နိုင်တာမဟုတ်ပဲဥပဒေကအောင်နိုင်ခဲ့တာအိမ်ပြန်ရောက်တော့အမေဖြစ်သူကဝမ်းသာအားရသတင်းလာပြောတယ်ညစ်ခံရတဲ့ငွေတွေအပြည့်ပြန်ရမယ်အပြင်ရောင်းမဖြစ်သူကထောင်ဒဏ်9နှစ်လျံမုံကတော့ထောင်ဒဏ်1နှစ်ခွဲကြခံရမယ်တဲ့ရှီခိုင်ကစိတ်မကောင်းဖြစ်နေတဲ့အဖေကိုအားပေးပြီးအကောင်းဆုံးစေကူတာမှုတွေခံယူနိုင်ဖို့ကတိပေးလိုက်တယ်အခုဘဝမှာတော့သူကမင်္ဂလာပွဲရဲ့ပြန်ပေးဆွဲခြင်းခံရတဲ့ကောင်လေးမဟုတ်တော့ဘူးသူ့စိတ်ထဲမှာအနာဂတ်အတွက်စီးပွားရေးစီမံကိန်းတွေအဆင်သင့်ရှိနေပြီအရင်ဘဝထောင်ထဲတုန်းကကြားဖူးတဲ့အမြန်ချောပိုးနဲ့ e-commerce လုပ်ငန်းဟာမြို့ငယ်လေးတွေမှာအခုမှအချိန်ရလာမှာမြို့ရဲ့ပထမဆုံးအမြန်ချောပိုးကိုယ်စားလှယ်ဖြစ်လာဖို့သူခြေလန်းစတော့တယ်ကိုယ်စားလှယ်ကြီးရွန်တောင်းချီမတက်နိုင်သေးပေမဲ့ရှီခိုင်မှာနီးလန်းရှိတယ်မြို့ထဲရောက်လာတဲ့ပါဆယ်တွေကိုကူညီစုဆောင်းပေးပြီးတထုပ်ကိုတရွန်စီယူမဲ့စနစ်နဲ့ပို့ဆောင်သူတွေနဲ့ညှိနှိုင်းမှုစဉ်းစားလိုက်တယ်သူကခရိုင်အမြန်ချောပိုးရုံခွဲစီချက်ချင်းဖုန်းဆက်ပြီးမြို့ပေါ်ကစူပါမားကတ်ပိုင်ရှင်လေးဖြစ်ကြောင်းပါဆယ်တွေစုဆောင်းပေးဖို့ပူးပေါင်းခြင်းကြောင့်မနှက်တွေးဖို့ယဉ်ကျေးပြူမှာစွာချင်းဆိုလိုက်တော့တယ်နောက်တစ်နေ့မှာရှီခိုင်တယောက်အစီအစဉ်တိုင်းခရိုင်အမြန်ချောပိုးရုံခွဲကိုတွားပြီးမန်နေဂျာမားနဲ့တွေ့ဆုံဆွေးနွေးတယ်အမေကိုယ်တိုင်စိုက်ထားတဲ့မြေပဲတွေကိုလက်ဆောင်ပေးရင်မိမိကိုယဉ်ကျေးပြူမှာစွာမိတ်ဆက်လိုက်တယ်မန်နေဂျာမားကတရားဝင်ကိုယ်စားလှယ်ချင်းနဲ့ဆက်ပစ္စည်းဖို့အပါအဝင်ရွန်လေး9000ကုန်ကြမယ်လို့ပြောတဲ့အခါရှီခိုင်ကတရားဝင်ကိုယ်စားလှယ်မဝင်တော့ပဲပါဆယ်တွေကိုကူညီစုဆောင်းပေးမဲ့နီလန်တစ်ကိုတင်ပြတယ်ပို့ဆောင်သူတွေကသူ့ဆိုင်မှာပါဆယ်တွေထားခဲ့ရင်သုံးဆွဲသူတွေစီဖုန်းကနေတဆင့်လာယူဖို့အကြောင်းကြားပေးမှဖြစ်ပြီးတထုပ်ကိုတရွန်ပဲယူမယ်လို့ရှင်းပြတယ်မန်နေဂျာမားကတရက်ကိုပါဆယ်40ခန့်ပဲရှိလို့တလရွန်1200ပဲရမှာကိုထောက်ပြပေးမဲ့ရှီခိုင်ကချက်ကြလက်ကြပြန်ချေပါတယ်အနာဂတ်မှာပါဆယ်တွေပိုများလာမှာဖြစ်တယ်လို့ပျောက်ဆုံးရင်လည်းရော်ကြေးပေးမယ်လို့စာချုပ်ချုပ်ဆိုဖို့ကန့်လန့်ခဲ့တယ်ရှီခိုင်ရဲ့အမျှော်မြင်ရှိမှုကိုသဘောကျသွားတဲ့မန်နေဂျာမားကတခြားကုမ္ပဏီပစ္စည်းတွေ3လအတွင်းလက်မခံရဘူးဆိုတဲ့အခြေအနေနဲ့တလစမ်းသက်လုပ်ကင်ဖို့သဘောတူလိုက်တော့တယ်အိမ်ပြန်ရောက်တော့အမေဖြစ်သူကအလုံများပြီးမနိုင်မှစိုးရိမ်နေရှာတယ်ဒါပေမဲ့ရှီခိုင်ကအလုံများမှပတ်စံရမှာဖြစ်ပြီးနောက်လာဖခင်ဖြစ်သူခြေထောက်စစ်ဆေးဖို့ပတ်စံလိုဦးမယ်လို့အားပေးရင်စေကူတာစရိတ်ကိုတီးတန့်ခွဲထားပြီးမှုစိတ်ချဖို့ပြောတယ်မကြခင်မှာပဲအမြန်ချောပို့သမားရှောက်ယူပါဆယ်42ထုပ်နဲ့အတူရောက်လာတယ်ရှီခိုင်ကရိုးရိုးသားသားပဲမိတ်ဖွဲ့ပြီးအရင်ကရွာပေါင်း20ကျော်ကိုတအိမ်တက်ဆင်လိုက်ပို့ရလို့ညမမောင်မချင်းမပြီးနိုင်တဲ့ရှောက်ယူရဲ့အခက်အခဲကိုနားထောင်ပေးတယ်နောက်ပိုင်းမျိုးတွေကပါဆယ်အားလုံးကိုငါးဆိုင်မှာပဲထားခဲ့တော့တက်တာသွားတဲ့အချိန်နဲ့ခရိုင်မျိုးကိုနောက်တစ်ခေါက်ပစ္စည်းသွားယူရင်တထေးကစူးကြီးတောင်ပေးဦးမှာရှီခိုင်ရဲ့အကြံဉာဏ်ကြောင့်ရှောက်ယူဝမ်းသာအားရဖြစ်သွားပြီးနောက်ပိုင်းပါဆယ်အားလုံးကိုသူ့ဆိုင်ပဲပို့တော့မယ်လို့ကတိပေးတယ်လူတွေလာယူရင်ရှာရလွယ်အောင်လှုပ်ထားဖို့ပြောရင်ရှီခိုင်ရဲ့စီးပွားရေးပထမဆုံးခြေလှမ်းကအောင်မြင်စွာစတင်သွားခဲ့ပြီးဆိုင်ထဲမှာပါဆယ်ထုတ်တွေအများကြီးမို့လို့ရှုပ်ပွားမနေအောင်ရှီခိုင်ကစောင့်ကြည့်ကင်မရာနဲ့ဘာကုတ်ဆက်ကင်နာတွေပါဝယ်ပြီးစနစ်တကျဆင်တွေနဲ့နေရာချလိုက်တယ်အဖိုးအိုတယောက်ဖုန်းထဲကစာလုံးတွေမမြင်ရလို့စိုးရိမ်တကြီးရောက်လာတဲ့အခါရှီခိုင်ကစိတ်မပူဖို့ပြောပြီးကနန်း6လုံးပါတဲ့ကုန်းနံပါတ်နဲ့မြေဖြစ်သူပို့လိုက်တဲ့ဂွန်ခန့်အင်ဂျီထုတ်ကိုချက်ချင်းရှာပေးလိုက်တယ်အဖိုးအိုလည်းဝမ်းသာအားရကျေးဇူးတင်သွားရှာတယ်အတော်ကြီးကျန်းလဲရောက်လာပြီးလုပ်ငန်းအဆင်ပြေလို့ချီကျူးရင်းပြန်ရတဲ့ပတ်စံတွေကိုမင်္ဂလာဆောင်ဖို့တင်ထားဖို့အကြံပြုတယ်ရှီခိုင်ကတော့ကျန်တဲ့ပတ်စံကအဖေစေကူတာစရိတ်အတွက်ဆွေမျိုးတွေစီကချေးထားတဲ့အကျွေးတွေပြန်ဆက်ရမှာလို့နှိမ့်ချရှင်းပြလိုက်တယ်အတော်ကြီးကျန်းပြန်သွားတော့ဘေးကလူကသူမကစကားများသူမို့လို့တရွာလုံးပတ်စံလာချေးကြလိမ့်မယ်လို့သတိပေးတယ်အိမ်ထဲမှာတော့မိခင်ဖြစ်သူကဆိုင်ဝင်ငွေကိုတိကျင်လို့ချောင်းကြည့်နေတယ်ဒါတွေမကပဲဒုတိယတော်ကတားမင်္ဂလာဆောင်ဖို့ရွှန်3000လာချေးတဲ့အကြောင်းပြောပြတယ်ရှီခိုင်ကဒါဟာအဖေသက်ကယ်ဆယ်ရေးငွေမို့လို့အလွယ်တကူမချေးနိုင်ကြောင်းအမေညင်းလိုက်တာမှန်ကြောင်းထောက်ခံလိုက်တယ်မိခင်ဖြစ်သူကရှီခိုင်ငငယ်ကစေးုံတက်ရတော့ကဒုတိယတော်ကူညီပူးတဲ့ကျေးဇူးကိုအားနာနေပေမဲ့ရှီခိုင်ကတော့အခြေအနေကိုအရှိအတိုင်းသုံးသပ်ပြတယ်ကျေးဇူးကိုမှတ်မိပါတယ်ဒါပေမဲ့သူတစ်ပါးကိုကူညီရဲဆိုတာမိမိကိုဒုက္ခရောက်စေမဲ့နီလန်းမျိုးမဖြစ်တင်ဘူးအခုမှအသက်ရှူချောင်ရုံပဲရှိသေးလို့ထပ်ပြီးအနစ်နာမခံနိုင်သေးဘူးဖခင်ဖြစ်သူကလည်းတားပြောတာမှန်ကြောင်းအခုမှတတရာကစားမှုလို့နောက်ပိုင်းမောင်ဝမ်းကွဲမင်္ဂလာဆောင်တဲ့အခါကျမှစားအိတ်အနီအထူကြီးပဲပေးလိုက်ကြရအောင်လို့ပြောပြီးစကားဝိုင်းကိုညီကုန်းချုပ်လိုက်တော့တယ်အမြန်ချောပို့သမားရှောက်လူကအွန်လိုင်းရှော့ပင်းသမားတွေများလို့ပင်ပန်းပေမဲ့ပါဆယ်ထုတ်90ကျော်ပို့လာလို့ဝမ်းသာနေတယ်ပြီးခဲ့တဲ့လကပါဆယ်1300ကျော်အတွက်တထုပ်တရွံနဲ့တင်ရွန်1300ကျော်ရခဲ့တာစူပါမားကတ်ဝင်ငွေနဲ့ပေါင်းရင်ရှီခိုင်တယောက်အတော်လေးဝင်ငွေဖြောင်းနေပြီအဲ့ဒီအချိန်မှာရက်မုံရက်မောင်လျံကျွန်းကဆိုင်ကိုရောက်လာပြီးပစ္စည်းတွေယူကအကျွေးမခိုင်းတယ်အမျိုးတွေဖြစ်လူနီးပါးမှုညနေတာပေးဖို့တောင်းဆိုပေမဲ့ရှီခိုင်ကအကျွေးမရကြောင်းနဲ့ရွန်430.9ကျတင်ကြောင်းပြက်ပြက်တတဖျက်ချလိုက်တယ်လျံကျွန်းကလူမိုက်တွေနဲ့တီကြောင်ကြွားလုံးထုတ်ပြီးပြန်သွားတော့ဘေးကလူကသူ့ကိုတတိထားဖို့တတိပေးရှာတယ်ရက်ပိုင်းတွင်းမှာပဲလျံကျွန်းတယောက်စားတောက်ဆိုင်ဖွင့်ဖို့ရွန်9000လာချေးပြန်တယ်အတိုးနဲ့ပြန်ဆက်မယ်ဆိုပြီးစာချုပ်ချုပ်ဖို့ကမ်းလှမ်းပေမဲ့ရှီခိုင်ကဆိုင်ပစ္စည်းတွေအကျွေးနဲ့ယူထားရလို့ကျွေးပက်လဲဝိုင်းနေကြောင်းညင်းလိုက်တယ်ပြန်ရထားတဲ့ရွန်3သိန်းကျော်ရှိတာသိတယ်လို့လျံကျွန်းကထပ်ပူစာတော့ကျန်တဲ့ပတ်စံတွေကဖခင်ဖြစ်သူရဲ့ခြေထောက်ခွဲစိတ်မှု2ကြိမ်အတွက်ကုန်သွားပြီးမှုမယုံရင်ဆေးရုံမှာသွားစစ်နိုင်ကြောင်းရှီခိုင်ကအေးဆေးပဲပြန်ပြောလိုက်တယ်ကောင်းကောင်းပြောလို့မရတော့တဲ့လျံကျွန်းကသူ့မမကိုထောင်ထဲပို့ခဲ့တဲ့စီရင်အပြင်ပတ်စံမချေးရင်ဆိုင်ရှိမှာလူမိုက်တွေနေတိုင်းလာထိုင်ခိုင်းပြီးဆိုင်ဖွင့်မရအောင်လုပ်ပြမယ်လို့ဖော်ကောင်းစကားနဲ့ချိန်ချောက်တော့တယ်အဲ့ဒီအခါဖခင်ဖြစ်သူကအိမ်ထဲကထွက်လာပြီးသားကိုထိရင်သူ့အသက်နဲ့လဲပြစ်မယ်လို့ဒေါသတကြီးကျုံးဝါလိုက်ရလျံကျွန်းလဲကျိမ်းမောင်းပြီးထွက်ပြေးရပြန်တယ်စိုးရိမ်နေတဲ့မိဘတွေကိုတော့ရှီခိုင်ကသူက6ရုံပဲ6ရဲတာမို့လို့မစိုးရိမ်ကြနဲ့ဆိုပြီးပြုံးလေးပဲအားပေးနှစ်သိမ့်လိုက်တော့တယ်အိမ်နီးနားချင်းမဝန်ကလျံကျွန်းတယောက်လူမိုက်တွေခေါ်ပြီးထက်လာနေတဲ့အကြောင်းနဲ့အရင်ကလည်း hardware ဆိုင်ပိုင်ရှင်စီကနေငွေညစ်ဖူးတဲ့ရာဇဝင်ရှိကြောင်းလာတတိပေးတယ်မိခင်ဖြစ်သူကစိုးရိမ်ပြီးရွမ်9000ချိပေးလိုက်ရမလားလို့မေးပေမဲ့ရှီခိုင်ကတော့ဒီလိုလူမျိုးကိုတစ်ကြိမ်ပေးရင်နောက်ထပ်အမြဲတောင်းနေမှာမို့လို့ပြက်ပြက်တသားပဲညင်းလိုက်တယ်မဝန်ကသူမနဲ့တည်တဲ့မြို့နယ်စီမံခန့်ခွဲရေးဌာနကရဲအရာရှိကိုဖုန်းဆက်ခေါ်ပေးလာတယ်လျံကျွန်းဟာထောင်ထွက်မှတ်တမ်းရှိသူမို့လို့ထက်လာရင်သူ့စီတိုက်ရိုက်ဖုန်းဆက်ဖို့နံပါတ်ပေးခဲ့ပြီးဆိုင်ကစောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုအထောက်ထားဖြစ်တေချာကူးယူထားဖို့လမ်းညွှန်ပေးသွားတယ်နောက်တစ်နေ့မှာတော့လျံကျွန်းတယောက်အကွက်ပြောင်းပြီးမျက်နှာချိုသွေးကထက်ရောက်လာပြန်တယ်ပြီးခဲ့တဲ့ကိစ္စတွေကိုတောင်းပန်တယ်လို့နဲ့ secret တွေလက်ထိုးပြီးကုန်ကျန်းဖို့အတွက်ရွန်2000ပဲချေးပါလို့အတနာခံတော့တယ်ရှီခိုင်ကကင်မရာတက်တွေနဲ့ရဲတိုင်မယ်လို့ပြက်ပြက်တသားမောင်းထုတ်တဲ့အခါလျံကျွန်းကဒေါသတကြီးနဲ့ရန်ပြူဖို့ပြင်တယ်ဘာလာလောက်တာလဲပြီးခဲ့တဲ့အချိန်ကဘာပြောထားလဲအဲ့ဒီအချိန်မှာပဲအရာရှိချန်ရုတ်တရက်ရောက်လာပြီးလျံကျွန်းကိုဟန်တာလိုက်တယ်
လျံကျွန်းလဲလက်ဖြန့်သွားပြီးပစ္စည်းလာဝယ်တာပါလို့စင်ကြေပေးပေမဲ့အရာရှိချန်ကတော့အောက်ခြေလို့မခံပဲမင်းရဲ့ခံဝင်ချက်ကစစ်စစ်ဆဲထောင်ထဲထပ်မဝင်ချင်ရင်ငိမ့်ငိမ့်နေလို့ပြက်ပြက်တတတတိပေးလိုက်ရလျံကျွန်းကြောက်လန့်တကြားနဲ့ပြန်ပြေးရတော့တယ်အရာရှိချန်ရဲ့ကာကွယ်ပေးမှုကြောင့်ရှီခိုင်ရဲ့စီးပွားရေးလုပ်ငန်းကိုအနှောက်အယှက်မရှိလုပ်ကိုင်နိုင်သွားတော့တယ်ထမင်းဝိုင်းလေးထဲမှာမိခင်ဖြစ်သူကရှီခိုင်ကိုပိန်သွားလို့ဆိုပြီးဟင်းတွေအားရပါရထည့်ပေးရှာတယ်မိသားစုအချင်းချင်းတယောက်ကိုတယောက်ဂရုစိုက်ကြရင်လျံကျွန်းထက်လာမှစိုးရိမ်နေတဲ့ဖခင်ဖြစ်သူကိုလည်းရှီခိုင်ကသူကပါဆက်ပဲရှိတာတကယ်ဘာမှမလုပ်ရဲဘူးလို့စိတ်အေးအောင်နှစ်သိမ့်ပေးလိုက်တယ်ဖခင်ဖြစ်သူကတားဖြစ်သူတယောက်တည်းရုန်းကန်နေရပြီးမိမိကဒုက္ခပဲပေးနေမိတယ်လို့ခံစားရလို့စိတ်မကောင်းဖြစ်ကမျက်ရည်ဝဲရင်းကျေးဇူးတင်ကြောင်းပြောရှာတယ်ဒါပေမဲ့ရှီခိုင်ကမိဘတွေနေကောင်းကျန်းမာနေရင်ပဲအရာရာထိုက်တန်ကြောင်းနဲ့ဖခင်ဖြစ်သူခြေထောက်ပြန်ကောင်းလာဖို့ကသူ့အတွက်အကြီးမားဆုံးအကူအညီပဲလို့အားပေးစကားဆိုလိုက်တယ်အခုဘဝမှာတော့ရှေ့ဆက်ပြီးမိသားစုဘဝပိုကောင်းလာတော့မှမို့မိဘနှစ်ပါးလုံးစိတ်အေးထားဖို့သူကတိပေးခဲ့တယ်အနာဂတ်ကိုကြုံမြင်နေတဲ့ရှီခိုင်ကအခုသူ့မှာစူပါမားကတ်အမြန်ချောပုတ်ကိန်းနဲ့တည်ငြိမ်တဲ့ဖောက်တယ်တွေရှိနေပြီမို့လို့နောက်ထပ်ခြေလမ်းတစ်ခုအနေနဲ့ဗီဒီယိုတိုရိုက်ကူးဖို့ဆုံးဖြတ်လိုက်တယ်သူကစစ်ဆက်ပွဲပြက်ပြီးနောက်စူပါမားကတ်အသေးလေးဖွင့်ခဲ့တဲ့ကြေးလက်လူငယ်တယောက်ရဲ့ပင်ပန်းပေမဲ့စိတ်ကျေနပ်စရာကောင်းတဲ့နေ့စဉ်ဘဝဆိုတဲ့ခေါင်းစဉ်နဲ့ရိုးရှင်းမှန်ကန်တဲ့ဗီဒီယိုတွေကိုအင်တာနက်ပေါ်စတင်ခဲ့တယ် live လွှင့်ချိန်မှာတော့ကြည့်ရှုသူ12ယောက်ပဲရှိသေးတာပေါ့အိမ်နီးနားချင်းမဝန်ကဖုန်းရှိမှာရိုက်ကူးနေတဲ့ရှီခိုင်ကိုမြင်တော့သူ့သမီးလည်းအိမ်မှာအဲ့ဒီလိုရှောက်လုံနေတဲ့ကြောင်ပြောပြီးဘယ်နှစ်ယောက်ကြည့်လဲလို့မေးတယ်ရှီခိုင်ကလူ10ကနန်းလောက်ပဲရှိတယ်လို့ဖြေလိုက်တဲ့အခါမဝန်ကလူလည်းမရှိပဲဒါတွေလုပ်နေတာအချိန်ကုန်လူပင်ပန်းအပူတွေပါဒါပေမဲ့ညံကောင်းတဲ့ရှီခိုင်ကတော့မဝန်ရဲ့စကားကိုပြုံးယုံပဲပြုံးနေမိတယ်ရှီခိုင်ရဲ့ဗီဒီယိုဟာရက်ပိုင်းတွင်းမှာတင်ကြည့်ရှုသူ3သိန်းကျော်သွားပြီး follower 9200အထိရရှိသွားလို့ခရိုင်တစ်ခုလုံးမှာနာမည်ကြီးသွားခဲ့တယ်အိမ်နီးနားချင်းလူငယ်နဲ့မဝန်တို့ကဝမ်းသာအားရချီးကျူးကြသလိုဒေတာထွက်ကုန်လုပ်ငန်းရှင်မစ္စတာဂျိုးကလည်းဗီဒီယိုတစ်ခုကိုယွန်3000နဲ့ကြော်ညာရိုက်ဖို့ကမ်းလှမ်းလာတယ်ဒါပေမဲ့ရှီခိုင်ကအနာဂတ်အတွက်စဉ်းစားပြီး follower 2သိန်းပြည့်မှကြော်ညာကယွန်1000ခွဲကျော်နဲ့လက်ခံဖို့ယဉ်ကျေးစွာညှင်းပယ်လိုက်တယ်မဝန်ကနှမျောနေပေမဲ့ရှီခိုင်ရဲ့အမျှော်မြင်ကြီးမှုကိုတော့မမီကြပါဘူးသူ့ရဲ့ဗီဒီယိုတွေထဲမှာမိခင်ဖြစ်သူရဲ့ရိုးသားနှွေးထွေးမှုကိုပါထည့်သွင်းရိုက်ကူးပြီးနောက်မှာတော့ရှီခိုင်ဟာချင်းတောင်းဝါလေးကနေတဆင့်ကျေးလက်ဒေတာထွက်ကစုံဦးမှုနဲ့တောကျက်ဥတွေကို live လွှင့်ရောင်းချခြင်းစတင်ခဲ့တယ်အတန်တွေဝင်တဲ့အထိစူးစမ်းနေတဲ့တားဖြစ်သူကိုမိခင်ကစိတ်မကောင်းဖြစ်ပေမဲ့ရှီခိုင်ကတော့အောင်မြင်မှုအတွက်အားတင်းထားဆဲပဲလုပ်ငန်းတွေတဖြည်းဖြည်းချက်ထွင်လာတာနဲ့အမျှရှီခိုင်တယောက်အလုပ်ကူဖို့လူလိုလာတယ်အဲ့ဒီအချိန်မှာပဲအရင်ကကျေးဇူးရှိခဲ့ဘူးတဲ့ဒုတိယတော်ရဲ့သားရှောင်းကျွန်းကဆိုင်မှာအလုပ်လာလုပ်ချင်ကြောင်းရောက်လာခဲ့တယ်ရှီခိုင်ကနေစရိတ်စားစရိတ်ငိမ့်အပြင်တလရွမ်3000လစာပေးပြီးမောင်လေးကိုဝမ်းမြောက်ဝမ်းသာလက်ခံလိုက်တယ်မဝမ်းကလည်းရှောင်းကျွန်းကိုနှွေးထွေးစွာကြိုဆိုရင်းဒုတိယတော်ရဲ့ခါနာဝေဒနာအတွက်စိတ်ကက်ခွာတွေပို့ပေးဖို့ဂရုတစိုက်မှာကြားလိုက်တယ်မဝမ်းကရှောင်းကျွန်းရဲ့ကြိုးစားမှုကိုမြင်ပြီးချီးကျူးတယ်လို့ရှီခိုင်ရဲ့စိတ်ထားကောင်းမှုကိုပါထပ်ဆင့်အတိမတ်ပြုတယ်ရှီခိုင်ကတော့သူကိုယ်တိုင်အောက်ခြေကတက်လာပြီးအနှိမ်ခံရတဲ့အရာတာကိုသိခဲ့လို့တူညီတဲ့ခံစားချက်ရှိတဲ့မောင်လေးကိုကူညီတာပါလို့ရိုးရိုးသားသားပဲပြန်ပြောပြလိုက်တယ် live လွှင့်တဲ့လုပ်ငန်းကလည်းတလအတွင်း follower 35000အထိအရှိန်ဟုန်နဲ့တိုးတက်လာခဲ့ပြီးအခွင့်အလမ်းနဲ့ကြုံရင်ဝက်တောင်ပြန်နိုင်နေဆိုသလိုရှီခိုင်ရဲ့ညံပြေးမှုကတကယ်ကိုအလုပ်ဖြစ်နေပြီဘေးရွာကအဖိုးအိုလူရဲ့တဘာဝပြားရည်ကိုအယောင်မြင့်တည်ရေးစနစ်နဲ့ live လွှင့်ရောင်းချရာတညာတဲ့နဲ့ပလင်းရှိရကြော်ရောင်းရပြီးရွန်40,000နီးပါးဝင်ငွေစံချိန်တင်ရရှိခဲ့တယ်ပြားရည်ပြက်လက်တော့မှမို့ရှောင်းကျွန်းကိုသုံးပြီးဆိုင်ကယ်နဲ့အဖိုးအိုဝန်စီတွားယူဖို့လွှတ်လိုက်ပြီးအောင်မြင်မှုတွေကိုမြင်ရတဲ့ဖခင်ဖြစ်သူလည်းစိတ်အေးသွားရရှာတယ်အဲ့ဒီလိုဘဝကတဟုန်ထိုးတက်နေချိန်မှာပဲထောင်နှံလျှော့ပုတ်မှုနဲ့ပြန်လွတ်လာတဲ့လျံမုံရုတ်တရက်ရောက်လာတယ်သူမကရှီခိုင်ရဲ့အောင်မြင်မှုတွေကိုအဝေးကနေစောင့်ကြည့်နေခဲ့ပြီးထောင်ထဲမှာညတိုင်းနောက်တစ်မျက်ရည်တွေနဲ့ဖြတ်တန်းခဲ့ရကြောင်းရောင်းမဖြစ်သူစကားနားယောင်မိလို့အမှားကြီးမှခဲ့ရကြောင်းငိုယိုတောင်းပန်တော့တယ်ဒါပေမဲ့ပြီးခဲ့တဲ့ဘဝကခါးသီးတဲ့သွေးကြွေးတွေအပြင်ဒီဘဝကရက်စက်မှုတွေကိုပါသိနေတဲ့ရှီခိုင်ကတော့လုံးဝစိတ်လှုပ်ရှားခြင်းမရှိပါဘူးပြီးခဲ့တဲ့အတိတ်တွေကိုငါထပ်မပြောချင်တော့ဘူးအလုံးမနောက်ရှက်ပဲပြန်ပါရှီခိုင်ရဲ့အေးဆက်ပြတ်သားတဲ့စကားလုံးတွေကြောင့်လျံမုံလဲခွင့်လွှတ်ဖို့မဟုတ်ပဲနောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့လာတာပါလို့ဆိုကာမျက်ရည်တွေနဲ့တူဘဝထဲကနေထာဝရလှည့်ပြန်ထွက်ခွာသွားရတော့တယ်လျံမုံပြန်ထွက်သွားတာကိုမြင်လိုက်တဲ့မိခင်ဖြစ်သူကတားဖြစ်သူခွင့်လွှတ်ပေးလိုက်လို့စောစောလွတ်လာတာလားဆိုပြီးစိုးရိမ်တကြီးမေးရှာတယ်ရှီခိုင်ကတော့ထောင်နှံလျှော့ပုတ်မှုကြောင့်သာဖြစ်ပြီးသူခွင့်လွှတ်ခြင်းမခွင့်လွှတ်ခြင်းကအရေးမကြီးတော့ကြောင်းရင်းချက်စွာရှင်းပြလိုက်တယ်အဓိကကျွန်တော်တို့မိသားစုအခုလိုအဆင်ပြေပြေနေထိုင်နေရဖို့ပဲသူတို့ဘဝကကျွန်တော်တို့နဲ့ဘာမှမဆိုင်တော့ဘူးတားဖြစ်သူရဲ့တည်ငြိမ်ရင်းချက်မှုကိုကြည့်ပြီးဖခင်ဖြစ်သူလည်းရင်ထဲကနေဂုဏ်ယူမဆုံးဖြစ်ရရှာတယ်အိမ်နီးနားချင်းမဝန်ကရှီခိုင်တယောက်အွန်လိုင်းမှာတင်မကခရိုင်ထဲမှာပါနာမည်ကြီးလွန်းလို့မြို့ပြကလူတွေပါကားမောင်းပြီးပြားရည်လာဝယ်ကြတဲ့အကြောင်းချီးကျူးစကားဆိုတယ်အဲ့ဒီအချိန်မှာပဲမောင်လေးရှောင်းကျွန်းကသူတို့ရဲ့တဘာဝပြားရည်ဟာပလက်ဖောင်းရဲ့ပင်မစာမျက်နှာမှာဖော်ပြခံလိုက်ရပြီးဖြစ်ကြောင်းစိတ်လှုပ်ရှားစွာလာပြောလို့တအိမ်လုံးပို့ပြီးပျော်ရွှင်သွားကြတော့တယ်နောက်ဆုံးမှာတော့ရှီခိုင်ဟာမိဘနှစ်ပါးလုံးကိုခေါ်ပြီးအိမ်မှာ2နာရီကြာအောင်အသားနုအိနေအောင်ချက်ထားတဲ့သူတို့အကြိုက်ဝတ်သားနေချက်ကိုနေရှက်စွာစားတောက်ဖို့ပျော်ပျော်ရွှင်ရွှင်အိမ်ပြန်ခဲ့ရင်မိသားစုဇလံလေးကစိတ်အေးချမ်းသာစွာဖြင့်ပြီးဆုံးသွားတော့တယ်